ဘာပြက်ကမှတော့ငါညီကိုမိဘတွေကဦးစားပေးနေတော့မယ်ဇလန်းအစကဘာပြက်ကမုံတိုင်းကြီးကြားရောက်လာတဲ့အချိန်မှာစိတ်ကစားဆန်ပြီးရက်ဆက်တဲ့မိဘတွေကကျွန်တော်ကိုအဖြစ်တွေနောင်တရစီခြင်းလို့ဆိုပြီးမြေအောက်ခန်းထဲမှာတော့ပိတ်ထားခဲ့ကြတယ်အဲ့ဒီနောက်နှစ်လတိတိစက်တက်ရွာသွန်းတဲ့မုံတိုင်းကြီးကြောင့်တမျိုးလုံးရေအောက်ရောက်သွားခဲ့ရတယ်ကျွန်တော်လည်းအဲ့ဒီမြေအောက်ခန်းထဲမှာပိတ်မိပြီးအရှင်လက်လက်ရေနစ်တည်ဆုံးခဲ့ရပေမဲ့ကျွန်တော်မိဘတွေကတော့ညီလေးနဲ့အိမ်မွေးခွေးကိုခေါ်ပြီးအိမ်ဟောင်းစီထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်ကျွန်တော်ပြန်လို့လာတဲ့အချိန်မှာတော့တကူလုံးအထုပ်ပိုးတွေပတ်ပတ်လည်နဲ့ဘီလာအင်ကြီးရဲ့တကားဝမှာမတ်တက်ရက်နေတာကိုတွေးလိုက်ရတယ်ကန်ကောင်းလိုက်တာတကယ်ပဲကောင်းကင်ဘုံကမျက်စိရှိလို့ကျွန်တော်ကဘာပြက်ကမကြရောက်ခင်အချိန်စီကိုပြန်ရောက်လာခဲ့ပြီမိမိဖေဖေတားညီလေးကတားတို့ခွေးထက်တောင်ပုံညစ်ပတ်နေတာပဲသူ့ကိုဒီအိမ်မှာမနေစေချင်ဘူး။အိုးစိတ်မပူပါနဲ့အသေးလေးရဲ့ဘသူကသူ့ကိုဒီမှာပေးနေမှာလဲ။မင်းအတွက်ဒီအိမ်မှာနေရာမရှိဘူး။မင်းအိမ်ဟောင်းကိုပဲပြန်သွားနေတော့30ထက်မြောက်ကလေကောင်းလေတန်းရတော့မင်းချမ်းမာရေးအတွက်လည်းကောင်းတာပေါ့။အတိတ်ဘဝကလိုပဲမိဘတွေကကျွန်တော်ကိုအိမ်ဟောင်းစီမောင်းထုတ်ဖို့လုပ်နေကြပြန်ပြီးအတိတ်ဘဝတုန်းကတော့ကျွန်တော်ငိုယိုပြီးဒီမှာပဲပေးနေဖို့တောင်းပန်ခဲ့လို့ဘီလာရဲ့မြေအောက်ခန်းထဲမှာအဖြစ်တွေကိုစင်ကျင်ဖို့ဆိုပြီးတော့ပိတ်ခံခဲ့ရတာအဲ့ဒါကြောင့်ပဲကျွန်တော်အစိမ့်တည်တည်ခဲ့ရတယ်ကျွန်တော်တည်ပြီးနောက်မှာတော့ကျွန်တော်ဝိညာဉ်ကအိမ်ဟောင်းစီလွင်ပါသွားခဲ့တယ်အဲ့ဒီကြားမှာတိလိုက်ရတာကမိဘတွေကညီလေးကိုခေါ်ပြီးအိမ်ဟောင်းစီထွက်ပြေးလွတ်မြောက်သွားခဲ့ကြတာဘေးရန်တွေကနေသူတို့လွတ်မြောက်သွားခဲ့ကြတာပဲမိမိနဲ့ဖေဖေကအကောင်းဆုံးပဲအခုအနောက်ရှက်ပေးတဲ့အကိုကြီးလည်းမရှိတော့ဘူးဆိုတော့မိမိတို့သားကိုပဲချစ်ရတော့မှာနော်စိတ်မပူပါနဲ့အေးအောင်လေယောင်းရဲသူရှိမရှိရှိမိမိတို့ကသားကိုပဲအမြဲချစ်မှာပါတကြော့ပြန်လဲမွေးဖွားလာခဲ့ပြီဖြစ်တဲ့ဒီတစ်ချိန်မှာတော့ငါရိတ်ခါတွေအများကြီးစုဆောင်းပြီးအိမ်တကားတွေကိုပါတန်ခဟေဆော်ပြီးအသေးပိတ်ပစ်မဲ့မင်းတို့အားလုံးဒုက္ခဆင်းရဲရောက်ပြီးတည်သွားကြတာကိုငါထိုင်ကြည့်နေမှာဟေးရပါတယ်ကျွန်တော်အိမ်ဟောင်းကိုအခုပဲချက်ချင်းပြန်ပါမယ်မေမေဖေဖေညီလေးနဲ့ခွေးလေးတို့ဘီလာအိမ်တကြီးမှာပျော်ရွှင်စရာကောင်းတဲ့ဘဝကိုဖျက်ဆီးနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးပဲတာယာတဲ့အချိန်လေးတွေပိုင်ဆိုင်နိုင်ကြပါစေဗျာကျွန်တော်မိဘတွေနဲ့ညီလေးကလက်ထွက်သွားကြတယ်ကျွန်တော်ကိုနေခဲ့ဖို့တခွန်းတော့မတားကြဘူးဟူစိတ်ကစရာကောင်းလိုက်တာမင်းကဘာလို့ဒီလောက်နှင်းနှင်းကွေးကွေးရှောက်နေရတာလဲငါတို့ကိုဒီလောက်ပူပြင်းတဲ့နေပူထဲမှာမတ်တရက်ဆောက်ခိုင်းနေတာလားကျွန်တော်အိတ်ကက်ထဲကအိမ်ဟောင်းတို့ကိုတင်းတင်းဆုပ်ကင်ထားလိုက်တယ်သူတို့အိမ်ပြောင်းတုန်းကအလောတကြီးနဲ့ညီလေးနဲ့ခွေးကိုပဲဂယုဆိုင်ပြီးခေါ်လာကြတာအိမ်ဟောင်းရဲ့တော့ကကျွန်တော်စီမှာပဲရှိတာလေဒါအပြင်ဒီညမှာတခါမှမကြုံဘူးတဲ့မုံတိုင်းအဆိုးရွားဆုံးတိုက်ခတ်တော့မှာဒီဗီလာအင်ကြီးတစ်ခုလုံးကိုဖျက်ဆီးပြစ်နိုင်လောက်တဲ့အထိပြင်းထန်မှာ30ထက်မှရှိတယ်ကျွန်တော်အိမ်ဟောင်းကသာအလုံးကြုံဆုံးနေရပဲအခုချိန်မှာကျွန်တော်အိတ်ခါတွေအများကြီးစုဆောင်းထားဖို့လိုအပ်တဲ့အတိတ်ဘဝတုန်းကအဲ့ဒီမြေအောက်ခန်းထဲမှာဗိုက်စာလွန်းလို့ကိုယ့်လက်သေးကိုပြန်ကိုက်စားခဲ့ရပြီးရေငတ်လွန်းလို့ညစ်ပတ်တဲ့ရေတွေကိုတောက်ခဲ့ရတယ်အဲ့ဒီလိုမျိုးသူမြကဘာရဲ့စိတ်ပြအားငယ်မှုကိုဘယ်တော့မှအဖြစ်မခံတော့ဘူးစိတ်မကောင်းစရာကကျွန်တော်မှာပတ်စံအများကြီးမရှိဘူးအကြာကြီးလှုပ်ဝက်စုဆောင်းထားတဲ့မုံဖိုး300ပဲရှိတာဒီပတ်စံလေးနဲ့ဆိုရင်ခောက်ဆွဲ6အနှဲငယ်ဝယ်ပြီးတာနဲ့ကုံသွားမှာမုံတိုင်းကတကယ်ပဲ2လကြာမယ်ဆိုရင်ကျွန်တော်အငတ်ပေးဆိုင်ပြီးတည်ရမှာပဲကျွန်တော်စိတ်ညစ်ပြီးစဉ်းစားနေတော့မိမိကဖုန်းဆက်လာတယ်ချန်ဖုန်းမင်းကြီးလေးကအဲ့ခန်းကအရန်ပူတယ်လို့ပြောနေတယ်အခုချက်ချင်းကုံတိုက်ကိုသွားပြီးအဲယာကွန်သွားဝယ်ချေမိနစ်30အတွင်းမင်းကြီးလေးအေးလူမနေရရင်မင်းကိုငါအရိုက်တက်ပြင်မယ်ကျွန်တော် message တွေကိုစစ်ကြည့်လိုက်တော့ပတ်စံကရောက်နေပြီဟုတ်ကဲ့မေသားညီလေးအတွက်အဲယာကွန်အခုပဲချက်ချင်းသွားဝယ်ပေးပါမယ်ပတ်စံရပြီးတာနဲ့ဘာမှထပ်မစင်းစားတော့ပဲစူပါမားကတ်ကောင်တာစီတမ်းမှတ်နေအောင်သွားပြီးပတ်စံ300အပြည့်ကိုဈေးဝယ်လဲထည့်လိုက်တယ်ကိုခုခံကာကွယ်ဖို့အတွက်မြေုပ်ကောင်းစားပြီး pepper spray နဲ့လျှက်စစ်တုပ် stand bed နဲ့လည်းလိုသေးတယ်မုန်တိုင်းတိုက်နေတဲ့အချိန်မှာရေနဲ့မီးကလုံးဝပြတ်တောက်သွားမှာဆိုတော့ရေရှည်ခံပြီးချက်ချင်းစားလို့ရတဲ့ရိတ်ခါတွေကိုဦးစားပေးဝယ်ရမယ်အရင်ဆုံးခောက်ဆွဲ6 10ဖာနဲ့ဘူးသွေးရည်တန့်6ဖာရေးပေါ်ရိတ်ခါတောင်း8ဖာမဲသား6ထုတ်ကြီး10ထုတ်အလိုလျောက်အပူပေးစနစ်ပါတဲ့ထမင်းဘူး200ဘူးပြီးတော့စားလို့ကောင်းတဲ့မိုးပဲတရေစားတွေလည်းလိုသေးတယ်ထုတ်လိုက်လာတဲ့ကြက်တောင်ပန်းဘဲကောင်း9 6စားတာတွေပေါ့ကစုံဥပြောင်းဘူးမုံလာဦးနီနဲ့ပန်းသီးတွေကိုလည်းခြံထားလို့မဖြစ်ဘူးမရှိမဖြစ်လိုအပ်တဲ့ဆေးဝါးမျိုးစုံကိုလည်းထည့်ရအောင်မယ်တနေ့ကင်းလုံးပင်ပန်းကြီးစွာတည်ယူပြီးတဲ့နောက်မှာတော့ရိတ်ခါအားလုံးကိုအိမ်ဟောင်းစီရွှေ့ပြောင်းလို့ပြီးသွားခဲ့ပြီးအားလုံးအစင်းသင်းဖြစ်သွားတာနဲ့ပြတင်းပေါက်အပြင်ဘက်မှာလျှက်စီးတွေကအချိန်ကိုက်ပဲညကောင်းကင်ရံကိုဖြတ်တန်းပြီးလက်လာခဲ့တဲ့တဲကြီးမဲကြီးရွာသွန်းနေတဲ့မိုးရေတွေကိုကြည်ရင်အတိတ်ဘဝကမြေအောက်ခန်းထဲမှာရင်းနှီးခဲ့ရတဲ့ကြောက်မက်ဖွယ်အတိတ်ကိုပြန်တရိရလာမိတယ်လက်သေးတွေတွေးထွက်လာတဲ့အထိတန်တကားကိုယူသွမတက်ကုတ်ချစ်ခဲ့ရတာမြေအောက်ခန်းထဲကရေတွေကကျွန်တော်ပေါင်ထိမြုပ်နေပြီလေမိဖေဖေရေတွေကြီးနေပြီးရေတွေဝင်လာနေပြီးကျွန်တော်ကိုအပြင်ပေးထွက်ပါတိတ်ဆန်းမင်းကြီးလေးလန့်အောင်လာမလုံးနဲ့ဒါငါတို့ရဲ့ဗီလာအိမ်တကြီးကမင်းလို့အမိုက်ကမြေအောက်ခန်းနဲ့ပဲတန်တယ်ဒီလောက်မိုးရွာတာရေနဲ့ဝင်တာပေါ့အဲ့ဒီမှာပဲထိုင်ပြီးရေစိမ်နေစမ်းအဲ့ဒါပုံမှန်ပဲမဟုတ်ဘူးလားပညာရှင်တွေကပြောတယ်ဒီမိုးကအရန်ထူးဆန်းနေတဲ့နှစ်လတိတိစက်တိုက်ရွာနိုင်နေတဲ့အမှန်တိုင်းပြောရရင်မင်းအဲ့ဒီအောက်မှာပဲရေနစ်တည်သွားတာကပိုကောင်းပါတယ်အယူကောင်ရဲ့မနက်3 နာရီ 4 နာရီလောက်ရောက်တော့မြေအောက်ခန်းတစ်ခုလုံးနီးပါးရေမြုပ်သွားခဲ့ပြီးကျွန်တော်တကိုယ်လုံးချမ်းတုံနေပြီးမိုးရေတွေကကျွန်တော်ရင်ဘတ်ထိရောက်လာခဲ့ပြီးအသက်ရှူရခက်ခဲလာတာကြောင့်အားရှိသမျှနဲ့တန်တကားကိုလက်သီးနဲ့ထုရိုက်ခဲ့တယ်ကဲကြပါဦးလို့အထက်အဖန်အော်ဟစ်ခဲ့တယ်ကန်ကောင်းချင်တော့အဲ့ဒီအချိန်မှာဖေဖေအတန်ကိုကြားလိုက်ရတယ်ချန်ဖုန်းမင်းစီမှာအိမ်ဟောင်းတော့ရှိလားအခုချက်ချင်းထုတ်ပေးစမ်းဟုတ်ကဲ့အခုပဲထုတ်ပေးပါမယ်ပြတလဲဖြစ်နေတာမို့ဘာမှအာရုံမရတော့ပဲအိတ်ကက်ထဲကနေအိမ်ဟောင်းတော့ကိုအသေးအတန်နှိုက်ထုတ်ပြီးတကားကြားကနေကမ်းပေးလိုက်တယ်ဖေဖေကတော့ကိုဆွဲလူပြီးအော်ပြောတယ်မိမ
ကလေးကိုချီငါတို့အိမ်ဟောင်းကိုပြန်ကြမယ်ဒီမိုးကတကယ်ကိုယူချင်စရာပဲတကယ်လို့နှစ်လကြီးများဆက်ရွာနေရင်ဒုက္ခသူကြောခိုင်းပြီးထွက်သွားတာကိုကြည်ရင်ရေးအေးထဲမှာကျွန်တော်အေးခဲတောင်းတင်းသွားပြီးငိုယိုအော်ဟစ်မိတယ်ဖေဖေတကားဖွင့်ပေးဦးလေရေဖီအားကပြင်းထန်လွန်းလို့တကားကလုံးဝရွှေ့မရဘူးဖေဖေကလက်တောင်မကြည့်ခဲ့ဘူးစူးစမ်းတောင်မကြည့်ပေးခဲ့ဘူးတန်ကားတိုင်တွေကတရရိပ်တက်လာတဲ့ရေတွေအောက်ချက်ချင်းပဲမြုပ်ကွယ်သွားခဲ့တယ်ကျွန်တော်ရေထဲကိုလဲကျသွားခဲ့ရတယ်ရေမျက်နှာပြင်ကတဖြည်းဖြည်းမြင့်တက်လာပြီးနောက်ဆုံးမှာတော့ကျွန်တော်မှာအသက်ရှူစရာလေးမရှိတော့ဘူးရေနေရတဲ့ခံစားချက်ကတကယ်ကိုနာကျင်ခံရခက်လွန်းလာတယ်ဒါပေမဲ့အခုတော့ကျွန်တော်ပြန်လဲမွေးဖွားလာခဲ့ပြီးရိတ်ခါတွေလည်းအများကြီးရှိတယ်မင်းတို့ဒီအိမ်ထဲကိုခြေတစ်ဖက်တောင်လှမ်းနိုင်မှုလုံးဝအခွင့်အရေးမရှိစေရဘူးကျွန်တော်အချိန်မဆိုင်ပဲတကားတွေပတင်းပေါက်တွေအားလုံးကိုတိတိကျကျပိတ်ဆို့ပြီးအားဖြစ်လိုက်တယ်ဒါပေမဲ့စိတ်ထဲမှာလုံးဝလုံခြုံတယ်လို့မခံစားရသေးဘူးအဲ့ဒါကြောင့်ရေပုံကြီးတွေကိုယူပြီးရေအပြည့်ဖြစ်ကရှေ့တကားဝမှာအတားစီးအဖြစ်ပိတ်ဆို့ထားလိုက်တယ်ဒီရေပုံကြီးနှစ်ခုကကျွန်တော်မိဘတွေဝယ်ထားခဲ့တာဖြစ်ပြီးကျွန်တော်ကိုယ်တိုင်ဝင်ထိုင်ပြီးရေချပိုးလို့ရတဲ့အထိကြီးမားတဲ့ရေပုံကြီးတွေပဲဒီရေပုံကြီးနှစ်ခုအပြင်အခြားရေပုံအသီးသီးသုံးပုံနဲ့ပါတကားဝကိုအပြည့်ပိတ်ဆို့ထားလိုက်တယ်ဘသူကပဲတော့ကိုလာဖွင့်ဖွင့်တကားကိုတွန်းဖွင့်နိုင်မှာမဟုတ်တော့ဘူးအားလုံးကိုအပြည့်စီးပြင်ဆင်ပြီးတဲ့နောက်မှာကျွန်တော်တပြင်းချနိုင်တော့တယ်ဒါပေမဲ့ကန်ဆိုးချင်တော့အဲ့ဒီအချိန်မှာပဲကျွန်တော်ဖုန်းမျက်နှာပြင်ပေါ်မှာမိမိနာမည်နဲ့ဖုန်းကမြည်လာခဲ့တယ်ကျွန်တော်ဖုန်းကိုစိုက်ကြည့်နေလိုက်ပြီး